ဒီနေ့ကျွန်တော်မန်လေးမျိုးစန္ဒာမူနီဒီမင်္ဂလာကန်တော်ကြီးရယ်ပြီးရင်ဒီမှာဒီပရဝွန်တွဲမှာရှိတဲ့ဖရားတွေရယ်ဒီဘေးမှာရှိတဲ့ဒီဓာတ်ပုံရိုက်ဆရာတွေလဲဆရာပတ်ဆရာတွေနေရအစုံကိုလိုက်ပြီးပြပေးမှာပဲဖြစ်ပါတယ်အရန်လာတဲ့ထနောင်းပင်ကြီးတွေရယ်မြို့ရိုးတွေရယ်ပေါ့နော်ဒါတွေကိုအကုန်လုံးကိုပြပေးသွားမယ်ပြီးတော့အခုမြင်နေရတာကတော့မင်္ဂလာကန်တော်ကြီးလို့ခေါ်တယ်ဟိုးအရင်တော့လူတွေကဒီဖုံးကန်နေငယ်လို့ထင်ရင်ကန်မြင့်မှုအတွက်ဒီထဲမှာရေးလာဖြည့်ကြတာပေါ့နော်โอเคအဲ့ဒါကိုပြီးရင်ကျွန်တော်ဆက်ပြီးရှင်းပြပေးမယ်အခုတော့ကျွန်တော်တို့တူလိုက်ပြီးတော့ကြည့်လိုက်ပါအဲ့ဒါကတော့ကျွန်တော်တို့ဒီမြောက်ဘက်ကနေဝင်လာပေါ့နော်ဆောင်းနာတော့ဒီဒါဆိုလို့ရှိရင်တော့ဒီမှာဆိုလို့ရှိရင်မြင်ရတဲ့အတိုင်းပဲထနောင်းမင်းကြီးတွေနဲ့ရန်ကုန်မှာလှပနေတဲ့ဒီ6လမ်းတွေနဲ့ပြီးပြီဆိုရှင်ဒီဘက်မှာမြင်ရမှာပဲဖြစ်တယ်ဒါကြီးကတော့ငလင်တန်ကြောင့်မြေခသွားတာပေါ့နော်ဖျားကြီးပဲဖြစ်ပါတယ်ဇေဒီပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒီဖျားဇေဒီကဒီအပေါ်ဒီမြင့်မြတ်နာတော့ရဲ့အောင်သားလေးပိုင်းနေရဆိုလို့ရှိရင်တို့မြေခသွားတာကိုမြင်တွေ့ရတယ်ဒီငလင်တန်ကြောင့်ပေါ့နော်ပျက်စီးသွားတာလေးပေါ့နော်ဒီဘက်မှာဆိုလို့ရှိရင်လည်းယခုလိုမျိုးပဲမြို့ရိုးတွေအုတ်လိုင်းတွေဒီရှစ်ခေတ်ပစ္စည်းတွေနဲ့ဒါမျိုးတွေကိုတွေ့မြင်ရမယ်ဒီအုတ်ဒီရှစ်ခေတ်အုတ်ကြီးတွေနဲ့ဒီလိုထနှောင်းမီဒီထနှောင်းမီရဆိုရှင်ဓာတ်ပုံဗီဒီယိုရိုက်မယ်ဆိုရန်ဟိုမှာလှပါတယ်ထနှောင်းမီမှာတက်ရိုက်လဲရတယ်အောက်မှာထိုင်ရိုက်လဲရတယ်ဒီထနှောင်းမီကြီးနဲ့ဒီအုတ်နီနီလေးတွေနဲ့ဟိုနောက်ခံထားပြီးတော့ဓာတ်ပုံဗီဒီယိုရိုက်ရတဲ့ဟိုမြင်ကွင်းပေါ့နော်တော်တော်လေးကိုမှလှပခံရပါတယ်ပြီးပြီဆိုရှင်တော့ဒီဘေးမှာဆိုလို့ရှင်လမ်းလေးတွေရှောက်ပြီးတော့ဒီအပင်ထနှောင်းမင်တမာပင်တွေပေါ့နော်ဒီရဲ့အောက်လေးတွေမှာလမ်းလေးရှောက်ပြီးတော့ဒီနောက်ကဒီအုတ်ရိုးတွေနောက်ခံထားပြီးတော့လမ်းလေးလျှောက်သွားမယ်ဆိုလို့ရှိရင်လည်းဗကန်မှာရိုက်နေရတဲ့အမြင်ကွင်းမျိုးလေးတွေကိုခံစားရမယ်ပြီးပြီဆိုရှင်ဒီဘက်ဘေးကဒီမြောက်ဘက်မှာဆိုလို့ရှိရင်လည်းဒီဘက်ဘေးလမ်းလေးတွေမှာဆိုလို့ရှိရင်ရိုက်မယ်ဆိုလို့ရှိရင်လည်းဒါမျိုးလေးပေါ့နော်တော်တော်လေးကိုမှအညာဝါရဲ့ဒီရတာလေးတွေကိုပြပြဝါခံစားရမှာပဲဖြစ်ပါတယ်ယခုမြင်တွေ့နေရသလိုဖျားမှာဆိုလို့ရှိရင်လည်းဒီမနုဿတိဟဒီနဲ့ဒီတောင်းနေမှာမြင်ရတယ်ပြီးတော့ဒီရဲ့မပြက်စီးခင်ချိန်တုန်းကဆိုလို့ရှိရင်ဒီပွားနေလှမ်းကြည့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမြင်ကွင်းတွေတော်တော်လေးလာတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်လဲဇောင်းတန်းလေးကအတက်တွေမှာဘလူးအဆောင်ရှောက်တွေနဲ့ပေါ့နော်ဒီလိုမျိုးလေးတွေကိုမြင်ရမှာပဲဖြစ်ပါတယ်အဲ့ဒါပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီအပေါ်ကိုတစ်ချက်ထက်ကြည့်လိုက်အောင်ပေါ်တက်ဖျားပေါ်တက်ပြီဆိုလို့ရှိရင်ဒါဖျားရဲ့အပေါ်မှာမြင်တွေ့နေရတာကတော့ရှေးဟောင်းဒီအုပ်တွေနဲ့ဆောက်လုပ်ထားတဲ့ရှေးဖျားရှေးလက်ရမန်းရန်ကုန်မှာတည်တာတဲ့ဒီပွားနေအောက်ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်မြင်ကွင်းကတော်တော်လေးကိုမှအမြင့်ကနေအောက်ကိုကြည့်ရတဲ့မြင်ကွင်းမျိုးပေါ့နော်ဒါမျိုးလေးတွေကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်အဲ့ပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီအောက်ကဟာတော့ဒီဘက်ဖျားပေါ်နေလှမ်းပြီးတော့ဒီရေကန်ကြီးကိုလည်းလှမ်းပြီးတော့ဖူးမြင်ရမှာလှမ်းပြီးမြင်ရမှာပဲဖြစ်တယ်ပေါ့နော်ပြီးပြီဆိုရင်တော့ဒီအောက်မှာဆိုလို့ရှိရင်တော့ဒါကတော့ဒီစန္ဒမုနီမှာရှိတဲ့ဖျားပဲဖြစ်ပါတယ်ဒီဘက်မှာပြန်ပြီးပူဇော်ထားတာပေါ့နော်ဒါကတော့မြောက်ဘက်ကမြင်ရတဲ့ဒီအုတ်လိုင်းတွေဒီမှာပေါ့နော်ဒီမှာဆိုလို့ရှိရင်လည်းဒီဟွာရှိတယ်ဒီမှာဆိုလို့ရှိရင်အုတ်ခူလို့ခေါ်တာပေါ့ဒီဖျားမှာဆိုလို့ရှိရင်ဒီအုတ်ခူလို့ခေါ်တဲ့ဒီဂူပေါက်လေးတွေရာဆိုလို့ရှိရင်အခု80ရှိတယ်အဲ့အခု80မှာဆိုလို့ရှိရင်ရဟန်းနာ80တရားအားထုတ်တာပေါ့နော်အဲ့ဒါကိုဒီမိဖုရား80ရာနေပြီးတော့ဒီအရင်တော့ဒီဆွန်ခဲဝယ်ကတ်ထားလို့လည်းသိရတယ်ပေါ့နော်အခုမြင်နေရတဲ့မင်္ဂလာကန်တော်ကြီးရာဆိုလို့ရှိရင်မြန်မာတက္ကရာ1146ခုနှစ်မှာစတင်တူဖော်ခဲ့တယ်ပေါ့နော်သူဒီဘိုးတော်ဦးဝိုင်းပေါ့ဘိုးတော်ဦးဝိုင်းပေါ့ဒီဘရုံမင်းလို့လည်းခေါ်တယ်ဘိုးတော်ဦးဝိုင်းတူဖော်ခဲ့တာပဲဖြစ်တယ်ဒီမဟာရေကန်ကြီးမှာဆိုလို့ရှိရင်အုတ်ချက်ပေါင်းက10ဂရီ9တန်း8သိန်း9505ချက်နဲ့ဒီဇလားပုံတရံအဝါကျဲပြီးအောက်ကိုကျင်းပြီးတော့တိဆောက်ထားတယ်လို့ဒီရေးထားတယ်ပေါ့နော်ဒါဆိုလို့ရှိရင်သူကဒီပြောလို့ရှိရင်အဝါကျဲတယ်ဟိုအောက်ကိုဖြည်းဖြည်းချင်းလေးကျင်းသွားတာပေါ့နော်ဒါပေမဲ့ဒီကန်ကြီးရဲ့ထူးခြားချက်ကရေဘယ်တော့မှမခမ်းဘူးလို့လေဒီမှာတီးခဲ့ရတယ်ပေါ့နော်အဲ့လိုမျိုးလေးတီးခဲ့ရတယ်ဒီဟာဆိုလို့ရှိရင်ဒီမှာတစ်ချက်ကြည့်ပါပေါ့နော်အရင်တော့လူတွေကဆိုလို့ရှိရင်ဖုံးကန်နေလို့ရှိရင်ဒီရင်နေပြီးရင်ဒီပြောလို့ရှိရင်ဒီယာရုရကန်နေသူတို့ဟာဆိုလို့ရှိရင်ဒီထဲမှာရေလာဖြည့်ကြတယ်ပေါ့နော်ဒီကန်ကြီးထဲမှာရေဖြည့်လိုက်လို့ရှိရင်ဖုံးကန်မြင့်တယ်လို့လည်းအယူအဆတွေရှိခဲ့ကြတယ်ပေါ့နော်ဒီဟာဆိုလို့ရှိရင်ကျွန်တော်တို့ဒီအပြင်တိုင်းဟာဆိုလို့ရှိရင်သူက124ပေပေါ့နော်အတွင်းတိုင်းရဆိုလို့ရှိရင်89ပေပတ်လည်းရှိရဲဆိုပြီးတော့လေဒီမှာသွားတဲ့အချိန်မှာအဲ့ကလေးတယောက်ကပြောပြတာကိုကျွန်တော်တို့သိခဲ့ရတယ်ပေါ့နော်အဲဒီကဆိုလို့ရှိရင်တော့ဒီမှာဆိုလို့ရှိရင်ဓာတ်ပုံဗီဒီယိုဘာညာရိုက်မယ်ဆိုလို့ရှိရင်လည်းတော်တော်လေးလှတယ်ဒါကတော့ကျွန်တော်တို့ Facebook TikTok တွေပေါ်မှာမမြင်ချင်မှအဆုံးဒီမန်းလေးရောက်ပြီဆိုလို့ရှိရင်ဒီစန္ဒမူနဲ့ဗီဒီယိုဓာတ်ပုံလေးတွေရိုက်ကြတာပေါ့နော်အဲ့နေပြီးတော့ကျွန်တော်တို့ဒီဘက်ကိုတစ်ချက်သွားပြီးတော့ကြည့်လိုက်ရအောင်ဒီဘက်ကိုတစ်ချက်သွားကြည့်ရချိန်မှာဒါကတော့အင်းငိမ့်ချမ်းသာဒီဒါကတော့ဒီနောက်ပိုင်းမှာတီထားကိုးကွယ်တဲ့ဒီငကယုံဖျားကြီးပေါ့နော်ဒါကတော့ဒီဟိုရှစ်ခက်လက်ရမဟုတ်ဘူးနောက်ပိုင်းမှာဒီတီထားကိုးကွယ်ခဲ့တဲ့ငကယုံဖျားကြီးဖြစ်တယ်အဲဒီဘက်ဘေးမှာဆိုလို့ရှိရင်ဒါမျိုးဒီဟိုပါပေါ့ဒါကတော့တမရွက်ခူးနေကြပါပေါ့နော်တမရွက်ပေါ်ချိန်ဆိုလို့ရှိရင်ဒီမှာတရုပ်တမရွက်လေးတွေခူးကြအဲ့လိုမျိုးပေါ့ဒါကတော့ကျွန်တော်ဒီဘက်ကိုတစ်ချက်ပြန်ပြီးတော့နေရာနှံ့လေးကျွန်တော်နဲ့တူတူလိုက်ပြီးတော့လမ်းကြုံလုံးလေးသွားကြည့်အောင်
โอเคကျွန်တော်ဒီဘက်နောက်ထပ်တင်နေရထားသွားမယ်ဒီဘက်မှာဆိုလို့ရှိရင်ဒီအတွင်းထဲမှာလေးကျွန်တော်တင်နေပတ်သွားကြည့်အောင်တချို့နေရာတွေကျွန်တော်ချင်းပြမဲ့လူမပါတော့တချို့နေရာတွေမှာတော့ကျွန်တော်မသိခဲ့ဘူးပေါ့နော်ဆောနာဒီမှာဆိုလို့ရှိရင်အဲ့လိုမျိုးဒီဂူပေါင်း80ရှိရပေါ့နော်ဒီအဲ့ဒီလိုမျိုးဂူ80မှာကျတော့သူကယဟန်နာပါ80ရာတရားထိုင်တယ်လို့လည်းသိရတယ်ပေါ့နော်ယဟန်နာပါ80တရားထိုင်တယ်အဲ့မှာရှိတဲ့ဒီကိုလုတ်တော်မောင်မမိတ်တန်ပေါ့မိဖုရားပါညာအဲ့လိုမျိုးအယောက်80ရာနေပြီးတော့ဒီဂူလေးတွေထဲမှာတရားထိုင်နေရယဟန်နာ80ကိုစွန်ခွဲပွဲဘောစဉ်ပေါ့နော်ဒါမျိုးတွေကတ်လူပူဇော်ရတယ်လို့လည်းသိခဲ့ရပါတယ်ဒါကတော့ကျွန်တော်သွားခဲ့တာပါ